မင်္ဂလာပါကဲကိုမရအောင်မင်္ဂလာပါလို့မနာဘူးခါနေရကိုစတာပါရနော်ကဲအားလုံးပဲအောင်နေဖို့နော်ဘယ်တော့ပူရလိုက်လဲဘလောက်ပေါ့လေလေးဆိုတာကိုကွန်မန့်အောင်မှလာပြီးတော့မှတ်ပြီးတော့ပါစီလေးလေးကိုဝမ်းသာလို့နော်ရောဝမ်းသာပါရင်ထပ်ပြီးမြက်လည်းဝမ်းသာပါရင်ကဲညနေစီကိုလုံးမိုင်တစ်လုံးမိုင်နဲ့ကနန်းသုံးခွက်ပေးတော့ပါမယ်မကဒီပိုင်းကြည့်ရှုအားလုံးကိုရှင်းကြအောင်ဒီမှာမြင်ပြောသွားပါတယ်အဲ့တော့ဘိုးကမိုက်အားလုံးကတက်နိုင်တော့ပဲထူထားလို့ရပါတယ်ဒီလိုကြီးရှိမှလည်းတွက်နိုင်ပါတယ်ဒီမှာမြင်ရတယ်လည်းခါလေးပြောပါတယ်အဲ့တော့အခုပေါက်တဲ့ကိုမိုက်အားလုံးပဲညီမကောမအောင်မှလာမှတ်ပြီးပါလူထက်တူတို့ရဲ့ဝန်တာလို့ရအောင်လို့ပေါ့နော်အဲ့တော့ကိုညီမဗီဒီယိုပိုင်းလေးကြည့်ရှုအားလုံးကိုတရားစီပြလိုက်ကြည့်စီလည်းအများကြီးတင်ပါတယ်လူများလည်း share ပေးပါလို့တရားစီမိတိုင်းကိုရှယ်ပေးပါဆိုတာပေါ့နော်ဒီနေ့ကလည်းပြပါလိမ့်နေပါစီဆိုတဲ့စိတ်ကိုမြင်ကြပါအဲ့တော့ကိုမြင်များရှယ်ပေးပါလက်မလေးလည်းနှိပ်သွားပေးပါစပ်လေးလည်းနှိပ်သွားပေးပါလို့ပြောမယ်ရှယ်ပတိလေးတွေလည်းရှယ်မေအော့ပုတ်လေးပဲထပ်ထုတ်ပြီးတော့ပါမယ်ညနေစာ၄ခွဲစာပေါ့နော်အညနေစီအတွက်ကိုထပ်တင်ပေးပါမယ်လုံးမိုင်တစ်လုံးမိုင်နဲ့ကနန်း၃ခွက်ပဲတစ်ချပေးပါမယ်မေအော့ပုတ်လေးတွေပဲတစ်ချပေးပါမယ်ဗီယုံကြီးရှိတဲ့အကိုရီမတွေအားလုံးပဲညီမဗီဒီယိုကြည့်ရှုအားလုံးပဲယူပြီးတော့ညီမဗီဒီယိုအောင်မှာဝင်ကြည့်ပြီးညီမဗီဒီယိုဝင်ကြည့်ပြီးယူထိုးနိုင်ပါတယ်ဒီမှာလည်းအရှုံးရှိစီရပါဘူးညီမဗီဒီယိုနားပြီးတော့အမှတ်ခံပါတယ်ပေါ့နော်ကဲပြီးတော့လည်းညီမကိုအခုကနန်းအောင်ဝင်တဲ့အကိုရီမတွေအားလုံးပဲချစ်တဲ့လေးတို့ဒီမိုက်အားလုံးပဲညီမဗီဒီယိုဖိုင်အောင်မကွန်မန့်အောင်မလာမှတ်ပြီးတော့ပါဘလောက်ကိုရလိုက်လဲဘလောက်ကိုပေါက်လိုက်လဲဆိုတာကိုထပ်တူထမြဲဝမ်းသာတယ်ဆိုလို့ရှိရင်လည်းမှတ်ပြီးပါလို့ကနန်း6ခွက်ပြပြရပါတော့မကျင်အောင်ပူချုံမကျင်998ခုမှာ6ခု6865လို့ဒီမှာပြောသွားပါတယ်မြေယာ65တစ်ခွက်ပါသွားပါတယ်နော်ဒီနေ့တစ်ခွက်က98လို့ပြောပါတယ်အရင်နေ့ထိပါတယ်အားလုံးပဲညနေဈေးအတွက်ကိုညီမကနန်းလုံးမိုက်နဲ့ကနန်း3ခွက်ထပ်ချပေးပါမယ်ဒီလိုကြီးရှိတဲ့ဆိုတော့ဘုံမိုက်အားလုံးပဲညီမပြပါဝင်ကြည့်ပေးပါဒီများလည်း share ပေးပါစပေါ်ပြည့်လည်းနှိပ်ပေးပါလို့ရှိတဲ့ဒီလိုကိုတန်ရခံပါတယ်နော်ကဲချစ်တဲ့ဆိုတဲ့ဘုံမိုက်အားလုံးပဲအဲ့ဒါလေးတော့ပြန်လုပ်ပေးပါလို့ညီမပြောတာဒီလိုခိုင်းလေးလို့ပြောနော်ကဲတရားချင်းမိတိုင်းကျေးဇူးလည်းအများကြီးတင်ပါတယ်ကနန်းအုပ်ခွက်နဲ့ပတိလေးထပ်တင်ပေးပါမယ်လို့ဒီနေ့စီကတလုံးနိုင်အတိပတ်နောက်ဆုံးဖြစ်အောင်ထပ်ပြီးလေစူးစမ်းပေးထားရပါတော့အဲ့အတွက်ကိုဒီမိုက်အားလုံးပဲညီုံကြီးရှိမှညီမဗီဒီယိုဖိုင်လေးကိုဝင်ကြည့်ပြီးတော့ထိုးပေးပါလို့ပြီးရင်ပေါက်ကြီးလေးတွေပိုင်းရလို့ရှိရင်ညီမပြောတာမှန်အောင်နေဆိုလို့ရှိရင်တော့ပေါက်ခဲ့တယ်ဆိုပေါက်ထိုးလို့ပေါက်တဲ့လူကြီးထိုးတဲ့ပေါက်တဲ့အကိုကြီးမကြီးအားလုံးပဲညီမဗီဒီယိုအားရမှာလာပြီးတော့မှတ်ပြီးသွားပါဒီလူကြီးရှိမှလည်းထိုးပါညီမတို့လည်းအကောင်းဆုံးဖြစ်အောင်ဗနန်းလေးတွေကိုကိုရီမရဲ့အတွက်ပေါ့အကောင်းဆုံးဖြစ်အောင်စစ်သေးလေးတွေအကောင်းဆုံးဖြစ်အောင်ထပ်ပြီးတော့ကြိုးစားပြီးရှာဖွေပြီးတော့ထပ်တင်ပေးပါမယ်လို့ညီမကလည်းဒီအမတ်ထည့်ရပါတယ်ပေါ့နော်ကဲရုံကြီးရှိတဲ့ကိုရီမရဲ့အားလုံးပဲရုံကြီးရှိဖြစ်အောင်ပေါ့နော်ညီမဗီဒီယိုပိုင်းလေးကိုညရှယ်ပေးပါရှယ်လို့ရတဲ့ရှယ်ပေးပါလုံးမိုင်ရပတ်တိရပါတော့ဒီညနေကခုလုံးမိုင်ခုပတ်တိခုလုံးမိုင်ခုပတ်တိခု6ပေါက်ခုsorry ခု20ခုရှိ20ခုရှိခု9ပဲပေါ့နော်20ခုရှိခု9 20ခုရှိခု9 20ခုရှိခု9နဲ့3ဝက်ထပ်ချုပ်ပေးထားတယ်20ခုရှိခု9နဲ့3ဝက်ထပ်ချပေးထားတယ်20ခုရှိခု9ခုလုံးမိုင်ခုပတ်တိညနေစီအတွက်ကိုညီမထပ်ချပြီးတော့ထပ်တင်ပေးထားတယ်ကဲရုံကြီးရှိတဲ့ဆိုတဲ့ဘုံမိုင်အားလုံးပဲညီမဗီဒီယိုကိုဝင်ကြည့်တဲ့ကိုညီမအားလုံးပဲအမြဲတမ်းပေါ့ကြပါစေလို့ညီမမိသားစုကောင်းခဲ့ပြီးတော့ဆုတောင်းလိုက်ပါတယ်ဘလို့လေ Friday နဲ့ညနေစီအတွက်ကိုဒီလိုမျိုးပဲရုံကြီးနဲ့ညီမဗီဒီယိုကြည့်ရှုဖို့တရားချင်းနေတိုင်းဝင်ပြီးတော့ဟိုပါနာ
အားလုံးကိုပါစေခြင်းနဲ့စိတ်ကြီးမဝင်ထက်တင်ပြရတာဒီလိုပဲဟိုအဲ့တော့ကိုညနေစီအတွက်ကိုဒီမှာကိုဒီကြီးရှိတယ်ဆိုတော့ဒီမှာရလို့ပဲထိုးချင်တာလို့ကဲလောက်ပါပဲဒီကစိတ်ချမ်းလိုက်ကိုကြုံနိုင်နေပြည့်စုံနိုင်ကြပါစေအသက်ရှင်နိုင်နေကြပါစေစီးပွားဥစ္စာနဲ့ပြရပါစေများများလေးပေါက်နိုင်ကြပါစေကဲများများလေးရှင်ပေးပါ